ဘဝဆိုတာ KTV သွားသလိုလွယ်ကူချောမွေ့ခြင်းမရှိပါဘူးပျော်ရွှင်ဖို့အချိန်တွေထက်ပင်ပန်းမှုဒဏ်ဆင်းရဲမှုဒဏ်ငတ်မမှုဒဏ်ကိုရင်ဆိုင်ပြီးဖြတ်ကျော်နိုင်ရမယ်ကိုကသူများမကောင်းကြောင်းတွေတိမ်တက်စင်လက်ဖက်တုပ်စားပြီးရှောက်ပြောနေရင်သူများတွေကလည်းကိုမကောင်းကြောင်းတွေကိုတိမ်တက်စင်ရှောက်သီးတုပ်စားပြီးထိုင်ပြောနေလိမ့်မယ်ရှိလို့လှူနေတာမဟုတ်ဘူးလှူနေလို့ဘဝကအဆင်ပြေလာတာဖြစ်တယ်ဆင်းရဲလို့ဘဝခက်ခဲနေတာမဟုတ်ဘူးကိုကသူများထက်ပိုပြီးမကြိုးစားလို့ဘဝခက်ခဲနေတာဖြစ်တယ်နည်းနည်းလုပ်ပြီးများများပြောနေတာမဟုတ်ဘူးများများလုပ်ပြီးနည်းနည်းပဲပြောရသေးတယ်ငါအတွက်ချမ်းသာတဲ့မိတ်ဆွေတွေမလိုအပ်ဘူးလူပီသားတဲ့ဆင်းရဲချမ်းသာမိတ်ဆွေတွေပဲငါပေါင်းတော့တယ်လေထဲမှာတိုင်းစောက်အနေနဲ့လက်တွေဘွားကစပြီးကြိုးစားကြည့်ပါသူများတွေလိုက်ပြီးအားမကြနဲ့ကိုဘယ်ရလာလဲကိုဘွားကိုသာသိပါအမေရိကန်နိုင်ငံရောက်တိုင်းချမ်းသာတယ်လို့မထင်လိုက်ပါနဲ့လူအများစုကတော့ကြိုးစားရုန်းကန်ပြေးလွှားပြီးမှအစိပ်ပြေးနေကြတာဖြစ်တယ်ကိုကြိုက်တာကိုလှုပ်လဲနေရင်ပြန်ထပြီးရင်တစ်ဖန်ပြန်ကြိုးစားကျွန်တော်သိတာကျွန်တော်ပြိုင်ဘက်ဖြစ်တယ်ကျွန်တော်ကတော့ထုံးမနိုင်ဖြစ်ပါတယ်RSN